ဟုတ်လားအသိပညာဆိုတာကလည်းသိထားပြီးမမေ့အောင်မမေ့တာကိုတတိလို့ခေါ်တယ်အတတ်ပညာလည်းတက်ပြီးမမေ့အောင်တက်ပြီးသားမေ့တယ်ဆိုရင်တက်တဲ့သူလို့ပဲခေါ်မှာတော့သိပြီးသားမေ့တယ်ဆိုရင်သိတဲ့လူလို့ပဲခေါ်မှာတော့တကယ်အတတ်ပညာအစစ်ကပညာရှင်ဖြစ်သွားရင်မေ့ရိုးထုံးစံမရှိတကယ်သိတဲ့အသိတရားအသိပညာရှင်ဖြစ်သွားတဲ့သူကလည်းမေ့ရိုးထုံးစံမရှိစဉ်းစားတော့ခုပြောတာဘာလေးကိုထည့်ပြောချင်တာလဲဆိုသတိဆိုတာလေးကိုပြောချင်တာသတိဆိုတာမမေ့တတ်တဲ့သဘောမမေ့တတ်တဲ့သဘောတခုတော့ရှိတယ်အတတ်ပညာကိုဖြစ်စေတဲ့သတိကတက်သွားမယ်သူကောင်းတဲ့ဆိုးတယ်ကိုဝေဖန်မသိလို့အတိတရားမပါရင်တော့တက်တာပဲတက်တာရှိမယ်လူတော်ပဲဖြစ်မယ်လူကောင်းတော့ဖြစ်မလာနိုင်ဖြစ်ချင်တဲ့ကြကန်းဆောင်တို့ပဲဟိုကအတိတရားကမမေ့တတ်တော့လို့အတိတရားပညာရှိဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာဒါဟုတ်လေတချို့ပြောတာပေါ့ပညာရှင်တို့ပညာရှိလို့အဲ့လိုပြောတာပေါ့လေတတိဆိုတာလေးပေါ်လာတယ်အခုကတရားအထုတ်နေတဲ့သူကိုတရားနာနေတဲ့သူအခုဒီနေ့ရောက်ပဲမေးကြည့်ကိုဘာမမေ့တာလဲဘာလို့ဆိုမေ့ကုန်တယ်လဲကိုတက်တဲ့ဟာမမေ့ဘူးလေကိုသိတဲ့ဟာမမေ့ဘူးလေတကယ်မတက်ရင်မေ့တယ်နော်တကယ်မသိရင်လည်းမေ့တယ်နော်ရှင်းလားခုပြောတာရှင်းလားအဲ့တော့ဘာဝနာတရားအထုတ်တဲ့အခါမှာဘာဝနာတရားလို့နာမည်ခေါင်းစဉ်ကြီးတတ်ထားလို့တာပါလောကပညာတွေကိုလေ့လာတဲ့အခါမှာလောကီတွေကကိစ္စတွေကိုလှုပ်တဲ့ခိုင်းတဲ့အခါမှာကိုတယောက်စီကြည့်မမေ့တာတွေရှိတယ်မေ့သွားတာတွေလည်းရှိတယ်ဘာလို့မေ့သွားတာလဲဘာလို့မမေ့ရတာလဲတကယ်သာမမေ့တတ်ရင်တက်တဲ့ပညာပျောက်ရိုးထုံးစံမရှိဘူးပိုတက်ပြီးတော်လာမှာတကယ်မမေ့တတ်ရင်သိတဲ့ပညာပျောက်ရိုးထုံးစံမရှိဘူးဒီသိထားတဲ့ပညာနဲ့တဆင့်တိုးပြီးတော့နောက်ထပ်အသိတရားတွေတိုးလာမှာပဲအဲ့ဒါမို့သတိကိုအဓိကထားပြီးတော့မိတ်ဆိုတော်မူကြတာအဲ့ဒီဘက်ခေါ်လို့ရလားအဲ့ဒီဘက်သွားလို့ရလားမေးစရာမေးခွန်းရှိသေးလားဘာမေးချင်သေးတော့သတိပါလာတော့စိတ်ရှုပ်သွားလားဟမ်ဟုတ်ပြီမေးခွန်းကတားမိတဲ့မေးခွန်းကနေစပြောတာလေပညာနဲ့သိတယ်ဆိုတာဘာလဲဘယ်လောက်သိတာလဲပိုင်းခြားသိလိုက်တာမှန်ကန်သိလိုက်တာမှန်ကန်ဆိုတာအမှားမှန်ကိုပြောတာမဟုတ်ဘူးနော်အမှားရှိရင်အမှန်ရှိမယ်အကောင်းရှိရင်အဆိုးရှိမယ်အဖြူရှိရင်အမဲရှိမယ်အလင်းရှိရင်အမောင်ရှိမယ်ဘာလဲခွဲခြားပြီးသိလိုက်တာတနည်းပြောရင်အသိဉာဏ်တရားရဲ့တဘာဝကိုကတစ်ဖက်မြင်မဟုတ်ဘူးအနည်းဆုံးနှစ်ဖက်မြင်နှစ်ဖက်မြင်ထက်၄ဖက်မြင်၄ဖက်မြင်ထက်16ဖက်မြင်16ဖက်မြင်တဲ့64ဖက်မြင်အဲ့ဒါလိုမျိုးဘက်ပေါင်းစုံကိုမြင်တတ်တာကိုနားလည်ပေးတတ်တာကိုနားလည်တတ်တာကိုအဲ့ဒါအသိတရားလို့ခေါ်တာရှင်းမလားအဲ့ဒီမေကွန်းခုနသတိဆိုတာကိုဒါတို့အရွယ်နားမလည်ဘူးဆိုပြန်လျှော့လိုက်တယ်ဟုတ်လားတခါတခါမှခုเจ้าတခါကြီးရှိနေတဲ့เจ้าတခါမှကိုခေါ်လာတဲ့တခါတခါမှ2ဦးရှိတယ်ခုတော့အသက်ရှိထင်ရှားရှိသေးလားမသိပါဘူး
ထေရဝါဒစဖွင့်ခါစားဟိုအဆောင်အများနေတဲ့ဆရာဆောင်မှာနေနဲ့သူတို့ရောက်လာကြဒီတော့ပညာဉာဏ်ဆိုတာသိချင်တာအသိဉာဏ်အသိတရားဆိုတာသိချင်တာဒီပြီးတော့အဲ့ဒါရှားနေတာဗျာတဲ့ရှင်ဖျားတပည့်တော်ကိုဖြစ်နိုင်ရင်စွမ်းနိုင်ရင်တော့မဟုတ်ဘူးဖြစ်နိုင်ရင်တော့သူကပြောတာဖြစ်နိုင်ရင်ဉာဏ်ဆိုတာလေးပြောပြစမ်းပါတဲ့ပညာဉာဏ်ဆိုတာလေးပြောပြစမ်းပါတဲ့ခုတားမေးတာကပညာဉာဏ်ဘယ်လောက်သိရမှာတော့ဘယ်လောက်သိတာကိုပညာဉာဏ်လို့ခေါ်တာအဲ့ဒါနဲ့ဟဲ့အဲ့လိုပြောပြဆိုပြောပြတာပေါ့ဟာလို့အသက်သူက60လောက်ရှိရကိုကအဲ့တော့40ကျော်ကို40ပဲရှိသေးတာအဲ့ဆိုငါမိမေဟာလို့နေအခုပညာဉာဏ်ရှာလို့တွေ့လားလို့လိုက်ရှာနေတော့တွေ့ဦးတယ်ကြည့်တော့သူပြောတာဒကမာကြီးဒကာကြီးနဲ့နှစ်ယောက်လာတာနေအသိဉာဏ်ပညာကိုသဘောပေါက်အောင်လိုက်ရှာနေလိုက်စဉ်းစားနေတွေ့တာပေါ်လားဆိုမပေါ်ဘူးတဲ့တွေ့လည်းမတွေ့ဘူးပဲအဲ့လိုမတွေ့မှန်းတော့သိလားလို့ဟုတ်လားဥက္ကကိုရှာလို့မတွေ့မှန်းတော့သိလားလို့အသိတာပေါ့တဲ့အေးအဲ့လိုသိလိုက်အဲ့ဒါပညာပဲလို့အဲ့ကြမှာမှတ်မိသေးတယ်လေသူကြမ်းကြီးကိုလက်ဝါးရအိုးဟုတ်သားပဲဆိုပြီးတော့အဲ့လိုကိုယ့်ဘဝကိုရောင်ရဲတင်းတိမ်နိုင်နေလို့ပညာလို့ဟိုအသိဉာဏ်လို့ခေါ်တာရောင်ရဲတင်းတိမ်နိုင်တဲ့အဆင့်ကတစ်ပိုင်းလေသူကကျိုးသားအားထုတ်မှုမလုပ်တော့ဘူးတရားကိုလက်ခံနေတဲ့အဲ့လိုမျိုးအယူတစ်ဖက်ကနေပြီးတော့အတွေးခေါ်ကောက်မှားသွားနိုင်တာပေါ့နော်ငါဘာတရားလဲဒီနဲ့အေးဒါငါသိရအဲ့လိုမျိုးဆိုပြီးတော့လူတော်တွေလူကောင်းတွေပဝင်းတွေကိုဟိုလုပ်ပေးနိုင်တဲ့လူတွေပညာရှင်တွေအားကိုးရတဲ့ပုံစံတွေဖြစ်လာနိုင်ဖြစ်သွားနိုင်တယ်ပေါ့အယူဆမှားသွားတယ်ဒါရောင်ရဲတယ်ဆိုတဲ့စကားကဘုံဘုံအင်္ဂလိပ်စာသင်တန်းတစ်ခုမှာစတဲ့တုန်းကဆိုစကားတောင်ညဉ့်ညခုံညာတယ်တန်တယ်လို့ပြောမယ်ပညာဉာဏ်နဲ့မင်းထင်တယ်လို့ရောင်ရဲတာနဲ့ကွဲချင်းကွဲသွားမှာပေါ့လေစိတ်ထဲပေါ်တဲ့ဥပမာပြောမှာပေါ့မျက်လက်ကြည့်ဘူးလားကြည့်ဘူးဘုံဘုံတို့ငယ်တုန်းကတော့မန်းလေးဈေးကြိုပြီးမှမျက်လက်ပြတာတုံချမ်းနဲ့ဆေးလဲရောင်းတယ်ရစားလဲရောင်းတယ်လေမျက်လက်ပြမျက်လက်ကိုဟုတ်ထင်တဲ့သူရဲ့မျက်လက်ဆိုတာအဟုတ်မဟုတ်မှန်းသိတဲ့သူရဲ့ဘယ်သူကအချိန်ကုန်ခံကြည့်မလဲဟုတ်ထင်တဲ့လူကအချိန်ကုန်ခံကြည့်ပါဦးဟုတ်ထင်တဲ့လူအချိန်ကုန်ကြည့်မဟုတ်မှန်းသိရဲ့လူကတော့ကြည့်ကြမှာဒါပေမဲ့လူများစုကတော့မျက်လက်ကိုအကုန်လုံးကြည့်ကြပါဖြောပြေးတစ်ခုအနေနဲ့ကိုကြည့်ကြတယ်ဟုတ်တယ်တာအဲ့ဒါပဲတာအသိပညာရှင်ဆိုတာအသိတရားဆိုတာဘာမှမဟုတ်မှန်းသိတဲ့အလကားဟာကြီးမှန်းသိရင်အချိန်ကုန်မခံဘူးအဲ့ဒါအသိတရားဉာဏ်ပညာအသိတရားရှိတဲ့သူဉာဏ်ပညာရှိတဲ့သူတွေရဲ့စိတ်ဓာတ်စွမ်းအားပဲအသိဉာဏ်စွမ်းအားပဲဟုတ်မလားတားကိုယ်တိုင်ဒီအရွယ်ကြည့်တခါလေတားကိုယ်တိုင်တားလုံနေတာတွေကတန်ဖိုးရှိတာတွေကိုတား active ဖြစ်ပြီးလုံတယ်ပျော်ရွှင်ပြီးလုံတယ်တခါလေကျတော့စိတ်ဤဖြေရဘာမှမဟုတ်မှန်းသိတာကြီးလေလုံနေတယ်ဟုတ်လားလောကကြီးကမျက်လက်ပြနေကြတာတဲ့ဘုရားဟောထားတယ်လောကကြီးတစ်ခုလုံးကမျက်လက်ပြနေကြတာကုသိုလ်ရှာမဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ပဲရှာတယ်အဲ့ဒီမျက်လက်ပြတာကြီးငေးမောကြည့်ပြီးတော့ကုသိုလ်အယောမခံနိုင်ဘူးအဲ့လိုပဲနောက်တစ်ခုပြောရင်ဒါကုသိုလ်ရှာတဲ့သူအတွက်ပြောတာလေကောင်းတဲ့စိတ်မွေးတဲ့သူအတွက်ဟာလောကကြီးမျက်လက်ပြတာတွေကြည့်ပြီးတော့ကိုယ်ကောင်းတဲ့စိတ်ကိုအပြတ်မခံဘူးအဲ့ဒါအသိဉာဏ်ရှိတယ်လို့အဲ့ဒါအသိတရားရှိတယ်လို့ဒါတကယ်နားလည်လာတဲ့အခါမှာဒါကောင်းတာလုပ်နေတယ်သူများအပြစ်တွေပြောအဲ့ဒါမျက်လက်ပြနာပဲလေဒါအဲ့ဒါနဲ့ပတ်သက်ပြီးစိတ်ဆိုးမလားအဲ့ဒါနဲ့ပတ်သက်ပြီးပြန်ဖြေရှင်းမလားမျက်လက်ပြနေမှသိနေပြီဆိုကိုလုပ်နေတဲ့အလုပ်အပြတ်မခံဘူးလေအပြတ်မခံဘူးအပြတ်ခံတယ်အပြတ်ခံနိုင်တယ်အပြတ်မခံနိုင်ဘူးဆိုတာသူ့အသိဉာဏ်စွမ်းအားပေါ်ကွာသွားတာတော့ရှိတာပေါ့ဒီဂရီကွာသွားတာပေါ့ဒါရဲ့အရေးချင်းတတိကွာသွားတာအဲ့တော့သားပြောတဲ့ရောင်ရဲတာနဲ့မျက်လက်မကြည့်တာနဲ့မျက်လက်ရဘာမှမဟုတ်မှန်းသိအချိန်ကုန်တာပဲရှိတယ်အကျိုးလဲဒီလောက်လဲဟုတ်တာမဟုတ်ပါဘူးလေလို့သိတဲ့သူကိုရောင်ရဲတယ်ခေါ်တာလားရောင်ရဲတာကတတ်တာ
နောက်ရောက်ရဲတဲ့ထဲပါသင်းတော့ပါတော့နောက်ကြအဲ့ဒါတတ်ရှင်းပြဘာဝနာတရားဆိုတာအဲ့ဒါသားတို့မှာဘာဝနာတရားကိုဟာတင်မနေခွေထိုင်ခါလေးဖြောင်းဖြောင်းထားလက်ကလေးအဲ့လိုလေးသင်ဖို့တောင်သားတို့ဖုံဖုံကိုအခွင့်မပေးဘူးဖုံဖုံလည်းသားတို့ကိုသင်လည်းမသင်ဘူးသားတို့ကလည်းအဲ့ဒါသင်လက်ခံမှာမဟုတ်ဘူးဒီအရွယ်တွေကြတော့အဲ့လိုလက်ခံတယ်ဆော်လိုက်မယ်လှုပ်လိုက်မယ်အရင်ကပါအရင်ကပြောတာပါဟုတ်လားအဲ့တော့ကိုစဉ်းစားလေရှင်းသွားဗလားခုပြောတာဟုတ်အဲ့ဆိုအတွေ့တော့ပေါ်တော့ဘုရားကတော်အဲ့လိုမျိုးပုဂ္ဂိုလ်ကတော်တော်ရှားမဲ့ပုဂ္ဂိုလ်တွေပါမယ်ကဘာတော်တော်ရှားတဲ့ပုဂ္ဂိုလ်တွေဖယားဆိုတာတဆူတဲ့လေဖယားသားတွေဆိုတာလည်းပဲဖယားစကားလိုက်နာတဲ့သူတွေဆိုတာလည်းအရေးအတွက်ကနည်းနည်းလေးသားရရှားပါတော်တော်ရှားတာဗောမဟုတ်ဘူးလားအဲ့ဒါဘာရဲ့တတ္တိလဲအသိဉာဏ်ရဲ့တတ္တိအသိဉာဏ်မရှိတဲ့သူတွေကတော့အိုးဈေးဝယ်ချိန်လည်းမကြည့်ဘုန်းကြီးဆုံးချက်ချိန်ဆုံးကတ်ချိန်လည်းမကြည့်အိမ်ကလူတွေစောင့်မှန်းလည်းမသိဒီမျက်လက်ကြီးကိုတငေးတမောနဲ့ကြည့်ပြီးတော့လေတဘောကြတရားရှိရင်ချလိုက်အိုးမချိန်နဲ့အဲ့ဒါတွေနဲ့ပဲအချိန်ကုန်နေတာအရေးတဲ့ဆွဲချင်းလေးဘေးချပြီးတော့ငေးကြည့်ရင်လည်းပတ်ဆိုင်ရောဆွဲချင်းရောခိုးခံရတာတွေတပုံကြီးဘုံဘုံတော့မန်းလေးငယ်တုန်းကပြောတာပါအသိဉာဏ်ဆိုတာကြိုက်တဲ့ဥပမာနဲ့ပြီးလို့ရတယ်နော်ဘုံဘုံစိတ်ထဲပေါ်လာတာလေးနဲ့ပြီးလို့လောကကြီးအကုန်လုံးမျက်လက်ပြအနာတွေမဟုတ်ဘူးလားငယ်တုန်းကငိုကြီးချက်မှអော်ခဲ့ရတာတွေဆယ်တန်းတစ်နှစ်ထဲနဲ့အောင်လို့သားခုံငားရတာလေဟုတ်လားသားကိုရန်ကုန်မှာမထားဘဲနဲ့တော်တော်ဟွာပြုလို့ဆိုဟိုပို့လိုက်တာဒီအဲ့ဒါမျက်လက်တွေကြီးပဲမဟုတ်ဘူးလားဟုတ်လားမင်းအောင်အတိညာဆိုတာမျက်လက်ကိုမျက်လက်မှန်သိတယ်ဘာမှမဟုတ်တာကိုဘာမှမဟုတ်မှန်သိတယ်ဟုတ်တာကိုလည်းဟုတ်မှန်သိတယ်အတုကိုလည်းအတုမှန်သိတယ်အစစ်ကိုလည်းအစစ်မှန်သိတယ်အကောင်းကောင်းမှန်သိတယ်အဆိုးအဆိုးမှန်သိတယ်အတိညာဆိုတာဘာလဲလို့ပြောရင်ဘယ်လောက် level ရှိတယ်လဲလို့ပြောရင်အခြေခံအစအတော့အမှန်တိုင်းသိတာကိုခေါ်တာဟုတ်ရင်ဟုတ်တယ်ပဲမဟုတ်ရင်မဟုတ်ဘူးပဲအကျိုးရှိရင်ရှိတယ်ပဲအကျိုးမရှိရင်မရှိဘူးပဲအဲ့သိစရာတွေအများကြီးကတော့ပြောလို့မကုန်နိုင်ဘူးလားကိုယ်တဏ္ဍာမှာတကယ်အတိတရားအစစ်ကလေးသာကြည်မှန်ကြီးလို့ရှိသွားရင်ကိုယ့်ရှိဘ누구ပေါ်လာလားကြည်မှန်ကြီးကလည်းပြုံးမပြပါဘူးကြည်မှန်ကြီးကလည်းဒေါသမထွက်ပါဘူးတကယ်အသိဉာဏ်ရှိတဲ့သူတွေရဲ့စိတ်မှာကြတော့အဲ့လိုမျိုးသာဖြစ်လာတဲ့စိတ်ကပေါ်လာတာပဲကိုယ့်ရှိလူတယောက်ရောက်မှရမဟုတ်ဘူးလေကိုယ်စိတ်ထဲမှာပေါ်လာကြတယ်ပေါ်လာကြတယ်ပေါ်လာကြတယ်ဒါမေတ္တာဘာဝနာတွေဘာတွေနဲ့မဆိုင်သေးဘူးနော်ဒါအတတ်ပညာနဲ့အသိပညာနှစ်မျိုးကိုသိချပြောပြနေတဲ့သဘောပဲကဲပြောဒါမျိုးကောင်းရင်မင်းအောင်ပါပြောဘာမှပြောရမရှိသေးဘူးကဲဘာပြောဒီတော့ဆရာတော်ပြောတော့ဟိုတမိုင်းကိုလုတ်ခဲ့တဲ့တမိုင်းကိုပြန်နားထောင်ရသလိုဖြစ်ပြီးတော့ပုံပေါ်နေတယ်လို့ပေါ့နော်လူပွားကြီးမှာဖြတ်တန်းထဲမှာအတတ်ပညာရှင်တွေလည်းရှိအသိပညာရှင်တွေလည်းရှိမှာပေါ့နော်ဒါပေမဲ့အားလုံးကောင်းဆုံးသိချာအမှန်တကယ်သိရလို့တော့နည်းနည်းလေးပေါ့ဒါပေမဲ့အဲ့ဒါကိုအကုန်လုံးကိုလည်းအဲ့ process အကုန်လုံးဖြတ်တန်းနေတဲ့အဲ့ဒီ circle ကြီးပေါ့တစ်ခုလုံးကိုလည်းသိနေတဲ့လူကလည်းလူကသိနေတဲ့အရာတွေကလည်းဒါသိနေတဲ့လူတကယ်ထူးခြားတဲ့ပုံကိုပေါ့နော်အဲ့လိုမျိုးပဲရှိမှာပေါ့ဖះရှင်လက်ထက်တော့ဆိုသိတဲ့လူကနည်းနည်းလေးပဲရှိမှာလို့အားလုံးယဟန်နေဝတ်သွားတော်တော်များများယဟန်ဝတ်သွားပြီသိတဲ့လူကနည်းနည်းပဲရှိမှာလို့ဘာလို့ဆိုသူကလည်းသူမေသိုးရတာနဲ့မေသိုးရတာအားလုံးကလေအဲ့အခုတော့ကိုအတွက်ခုနကဆိုရင်တော်များများအများအတွက်သူများသိသေးခြင်းနဲ့ကိုကောင်းတာစားရင်သူများကောင်းတာဖြစ်စေခြင်းညာအားလုံးကတပည့်တော်ဒါပေမဲ့နောက်သူစဉ်းစားတော့ကိုကောင်းအောင်ကိုသိအောင်လုံရင်းနဲ့သူလည်းသူကံနဲ့သူရှိလာရင်သူကအကုန်လုံးသိလာကြမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်ပြီးတော့နောက်ဘာစဉ်းစားလဲဆိုတော့ငါကိုကဆရာဝန်လုပ်နေတယ်ကိုကအုပ်ချုပ်ရေးမှူးလုပ်နေတယ်ကိုကအင်ဂျင်နီယာလုပ်နေကိုလုပ်နေတယ်ဒါတွေမလုပ်ရတော့ဘူးလားဒီလိုသိလိုက်အဲ့လိုလည်းမဟုတ်ဘူးကိုလုပ်နေတဲ့အလုပ်ကိုကောင်းတာတွေကိုလုပ်ပြီးမကောင်းတာတွေကိုမလုပ်ဘဲနဲ့